အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့စာရေးဆရာရန်ကုန်မဆွေရေးသားထားတဲ့သဘုံစိုးပေးဆိုတဲ့စာအုပ်ကလေးရဲ့အပိုင်း9ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်စာအုပ်ကလေးမစခင်ကျမရဲ့ ST Audio Book YouTube Channel လေးနဲ့ Facebook Page လေးကို Like and Subscribe နဲ့ Like and Follow လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်အပိုင်း9ဥပမာပထမကဘာစစ်ကြီးအတွင်းကရွှေဝယ်မရတာနဲ့စပားတွေဝယ်ပြီးလှောင်ထားမိရာကစံစည်းတွေတပြည်တစ်ချက်ဖြစ်အောင်ကောင်းလာတော့စံကြိတ်ရောင်းပြပြီးတထေးဖြစ်လာတဲ့လူမျိုးတွေလိုပေါ့တချို့လူတွေတထေးဖြစ်ကုန်ကြတယ်ထိုခေတ်ကမြန်မာတိုင်း၌ဝမ်းစာအပြည့်ဖူလုံပြီးရှိကြသည်စံသည်နိုင်ငံခြားရောင်းကုန်တက်ကဲ့သို့ဖြစ်ရာစံစည်းတက်လေမြန်မာတို့ဝမ်းသာလေဖြစ်၏အဲ့ဒီအတိုင်းပဲနာမည်ကျော်မင်းသားဇက်စရာဘသူရဲ့သားဆိုရင်စထွက်လာခြင်းမှာမြောက်ခုံသလိုခုံအောင်ပြိတ္တကလက်ခံပါပဲနောက်မှကိုတိုးတက်အောင်လုပ်ယူပေတော့တခြားတယောက်ကထွက်ချင်းအဲ့ဒီလိုလုပ်ရင်တော့ခဲနဲ့အပေါက်ခံရဖို့သာပြင်းစာရေးတာမှလည်းဒီလိုပဲကောလိပ်ကျောင်းသားကြီးဘသူဘဝမျက်နှာနာနေတဲ့အဖေတငယ်ချင်းတိုက်ရှင်ကစာမှုလက္ခဏာမျိုးတွေလည်းရှိတတ်ကြတယ်ကွအဲ့လိုလူတွေအဖို့တော့စစားခြင်းတိတ်ကြိုးစားနေဖို့မလိုဘူးတီးတန့်ခိုင်မာလာအောင်သာတဖြည်းဖြည်းကြိုးစားပေးဖို့လိုတတ်ကြတာပဲမောက်အနေနဲ့အဲ့ဒီပတ်ဝန်းကျင်အခြေအနေအဆင်ပြေတဲ့လူတွေကံကောင်းတဲ့လူတွေပေါ့ကွယ်အဲ့ဓာတွေဟာအဲ့ဒီလူတွေရေးတာလောက်မှမကောင်းလို့စာအုပ်ပုံနှိပ်တဲ့တိုက်တွေကလက်မခံတာပဲလို့စိတ်ဓာတ်မပြတ်လေနဲ့မင်းတို့လက်မခံတာဘာဖြစ်ရအောင်မလဲကိုဟာကိုရေးမယ်တနေ့ငါရဲ့စာကိုအရသာတွေ့လာတဲ့လူတွေကလက်ခံမှာပဲဆိုတဲ့စိတ်နဲ့ရေးတာရေးမလျှော်တမ်းရေးအမြဲရေးလေရေးကျင်းရလေကောင်းလေနေမှာပဲကွကြားလားဆိုပေသည်ဆေးရထမ်းမှပြန်လာရသည်နှင့်အားစိတ်အသည့်တောက်လိုက်ရတဲ့ကဲ့သို့ရှိ၏ရွှင်သောမျက်နှာဖြင့်တိုးပွားရေးတိုက်အတွက်ယူလာသောဆေးရစားမှုကိုတိုက်သို့ဝင်ပေ၏ထို့နောက်မိမိလွယ်ထဲရှိစာအုပ်တိုက်တွေ၏လိပ်စာကိုရေးမှတ်ထားသောစရင်းစာအုပ်တွေကိုကြည့်၏စာအုပ်တိုက်အငယ်စားလေးတွေကိုရေးမှတ်လိုက်၏စာအုပ်တိုက်ဆိုတော့လဲစာအုပ်တိုက်တက်မဟုတ်ဒီစူစာစေးတိုင်းမှထုတ်သည့်တက်ဆောင်မဂ္ဂဇင်းလဲပါ၏ဝက်ဆိုက်ကုန်းတိုင်းမှထုတ်ကောစာတစ်မဂ္ဂဇင်းလဲပါ၏သို့သောမြမအဆွေကုန်းတိုင်းမှထုတ်သည့်တကုံမဂ္ဂဇင်းမှာမဂ္ဂဇင်းကြီးဖြစ်သောကြောင့်တေးမှတ်ရ၌မပါဆိုပေသည်ထိုတေးမှတ်ထားသည့်စာအုပ်ငယ်များကိုစာအုပ်ထွက်ပြီးချိန်တိုင်းစာမှုဖို့ရန်မှတ်ချက်ချလိုက်၏ထို့ပြင်ဤတိုက်ကအလွမ်းဤတိုက်ကဟာသာဤတိုက်ကစွန်စားစသည်ဖြင့်လဲတတ်မှတ်ထား၏စာအုပ်တိုက်ကြီးတွေကိုမူအချိန်ရမှစာမှုအပို့ရှိမှပို့ပေးမည်ထို့အထက်၌ယခုမိမိကူညီလောက်ကင်ပေးနေရသောတိုးပွားရေးမဂ္ဂဇင်းအတွက်မူဘယ်အခါမှမိမိစာမှုကိုလည်းဖတ်ကြည့်ပါအောင်ဟုဥချော့အထံ၌မပြောတော့ပြီဟုဆုံးဖြတ်၏ထို့သို့ပြောရသည့်ထက်စာရေးဆရာကြီးတွေ၏အထံသို့စာမှုဆောင်ယူပေးရသည့်အလုပ်ဖြင့်စာရေးဆရာကြီးတွေနှင့်တိခွင့်ရအောင်ကြိုးစားမည်ယခုပင်လျင်ထို့သို့တိခွင့်ရသည်ကအကျိုးရှိလေပြီမဟုတ်ပါလားဟုတွေး၏ထိုအချိန်၌စိုးပေအဖို့စားဝတ်နေရေးအတွက်ပူစရာတိတ်မလို့တော့ဆရာပိန်အိမ်၌အိပ်၍ဟောစရန်အချော်ရေးပေးရခြင်းဖြင့်လဲဝင်ငွေရှိ၏တန်စေးတမ်းမှပကြီးစရာကြီးလက်ခံထားသောရုပ်ပုံတွေကိုရေးပေးရခြင်းဖြင့်လဲဝင်ငွေရှိ၏တန်စေးမှဆရာကြီးသည်အထည်ပုံစံများကိုလည်းလက်ခံထားရာစိုးပေအဖို့ထိုပုံစံများကိုမိမိနေသောအိမ်၌ပင်အားသည့်အချိန်တွင်ရေး၍သွားပို့ပေးရုံဖြင့်ဝင်ငွေရနိုင်သည်ဤသို့ဆိုသောစိုးပေအနေနှင့်စာရေးသည့်အလုပ်နှင့်စာဖတ်သည့်အလုပ်ကိုနေ့တိုင်းအချိန်တဝက်မှအထိ
တိုး၍မလုံနိုင်ပါလားစိတ်မပြတ်တော့လဲအနှဲငယ်အေးတွဲခတ်ဟုံဖြစ်လာသောစိုးပေအဖို့ဤနေ့သည်အာသစ်လောင်းလိုက်တဲ့ကဲ့သို့ဖြစ်လာ၏စူးလေဖျားကုန်းတော်ပေါ်ရှိဆရာပိန်အထံသို့ရောက်သည်နှင့်ဝမ်းမြောက်ဝမ်းသာအာရပါရပြော၏ဆရာပီမိုးနှင်းကြီးကမြည်သို့လှမ်းညွန်လိုက်သည်ဟုထီပေါက်သလုံးကျဲလောင်ပြော၏ကျွန်တော်တို့စာအုပ်တိုက်ကြီးကိုတော့မျော်လင့်နေလို့အပိုးပဲကျွန်တော်တို့စာဘယ်တော့မှစာရီးဆိုတဲ့လူတွေကဖတ်ကြည့်ကြမှာမဟုတ်ဘူးစာအုပ်တိုက်ကလေးတွေသွားမှအစဉ်သိရင်ရောင်းသူနဲ့ဝယ်သူတွေ့ကြသလိုတွေ့နိုင်မှာဗျဟုဆို၏စိုးပေထိုးသို့ကျဲလောင်ပြောနေစေမိမကြီးတအုပ်ဝင်လာကြ၏အမလေးသားရဲ့အမေတို့ရှာလိုက်ရတာကွယ်အထက်ရောအောက်ရောဗမာပြည်တပြည်လုံးနှံ့မာရောလာကွယ်မိုက်လိုက်တဲ့သားရဲ့အမေသည်စိုးပေအားအတင်းဖက်၍ငိုတော့၏စိုးပေနဖူးပါပြင်မျက်နှာကိုလက်တို့ကိုလည်းတယူတရလက်ဖြင့်ပုတ်သက်ဆန်း၏အတူပါလာကြသောအပြိုမာလေး2ယောက်မိန်းမကြီး3ယောက်တို့ကလည်းမျက်ရည်ကလေးဆန်းဖြစ်လာသောကြောင့်ကြိတ်၍တုန်နေကြ၏အတန်ကြာ၍အငိုတိတ်ကြပြီးနောက်စိုးပေကဆရာပိန်အားမိမိ၏မိခင်နှင့်မိမိတို့ရွာမလူများဖြစ်ကြောင်းပြော၏ထို့နောက်စိုးပေတို့အမေသည်စိုးပေအားကဲသားတခါတည်းလိုက်ခဲ့ဟုခေါ်၏စိုးပေကမိခင်၏မျက်နှာကိုပြုံးနဲ့ကြည့်၏စိုးပေနှခမ်းတစ်ဖက်သည်ကတ်တွန့်အထက်သို့တက်သွား၏အမေအရင်တော့ကပြောဘူးတယ်မဟုတ်လားနင်သိမယ်နင့်ကိုအိမ်မှာမထားဘူးနားလေလားလို့အခုကျွန်တော်မရှိရင်ဘလို့ဆိုတာအမေသာသိတာကျွန်တော်အတွက်တော့ဘလို့မှမသိရသေးဘူးစိုးပေအမေသည်မျက်ရည်ကျလာပြန်စိုးပေကိုမျက်ရည်တွေဖုံးသောမျက်လုံးကြီးဖြင့်ကြည့်၏ပြောရလိုက်တာသားရဲ့သားအခုထွက်လာတာ6နှစ်ကျော်ပါပြီကွယ်အမေပြောမိတာအခုထက်ထိမမေ့သေးဘူးလားအမေကစိတ်ဆိုးလို့ပြောမိတာပဲကွယ်အမေကိုကြည်စမ်းအမေဘလောက်စိတ်ဆင်းရဲရလဲဆိုတာအခုအမေရုပ်ဟာအရင်နဲ့တူသေးရဲ့လားအတူပါလာသောအပြိုများနှင့်မိန်းမကြီးများကပါရောနောမျက်ရည်ကျကြပြန်အပြိုမကလေးများသည်စိုးပေကိုဒေါသဖြစ်သောမျက်လုံးကြီးများနှင့်မကြာခိုးကြည့်ကြ၏စိုးပေကမူဘာမှမပြောဘဲခေါင်းကြီးကိုငုံနေ၏ကဲပါသားရဲ့အမေကိုဆက်ပြီးတော့စိတ်ဆင်းရဲအောင်မလုပ်ချင်ပါနဲ့ကွယ်အမေတို့နဲ့တခါတည်းပြန်လိုက်ခဲ့ပါလားကွယ်ဆရာရဲ့တစိတ်ပြောပေးပါဦးအမေကဆရာစီသို့လှမ်း၍အကူညီတောင်း၏ဆရာပိန်ကလည်းစိုးပေကိုလှမ်း၍ကြည့်လိုက်၏ဟုတ်ပါတယ်ကွာကွဲလာကြရတာ6နှစ်ကြီးတောင်ဆိုတော့လေလိုက်သွားလိုက်ပါအောင်လားဘယ်ဖြစ်မလဲဆရာရဲ့ကျွန်တော်မှလမ်းစာကလေးရလာမှဘာလမ်းစာလဲသားရဲ့အမေကတိလိုစောနှင့်စိုးပေ၏မျက်နှာကိုမျက်လုံးအပြူးသားနှင့်ကြည့်နေစာရေးဆရာဖြစ်ဖို့လမ်းစာပေါ့အမေရအခုမနေ့လေးတွင်ပဲတေးသေးချာမိမိရတွေ့လာခဲ့တာဖြစ်မှဖြစ်ရလေသားရဲ့6နှစ်ကျော်ထွက်လာပြီးမှအခုမှလမ်းစာကလေးတွေ့ရုံရှိသေးတယ်ဆိုတော့သားအလုပ်ဟာဖြစ်နိုင်ပါမလားကွယ်ဖြစ်နိုင်မယ်ဆိုရင်လဲလမ်းစာကြီးတွေ့ထားမှတော့နောက်မှဆက်ပြီးစူးစမ်းပေါ့ဘေးလူများကလည်းဟုတ်ပါတယ်ကွယ်နောက်တော့ဆက်စူးစမ်းပေါ့အခုလိုက်ခဲ့ပါဟုဝိုင်းဝန်းပြောဆိုကြ၏ကောင်မကလေးတွေကလည်းဟုတ်ပါတယ်အကိုရဲ့အကြီးတနာပါတယ်လိုက်ခဲ့ပါဟုဆိုကြ၏ဤတွင်မှစိုးပေသည်ပို၍မလိုက်ချင်အောင်ဖြစ်လာရသည်မလိုက်သေးဘူးမေယာကျွန်တော်စာရေးဆရာဖြစ်ပြီးမှပြန်လာမယ်အေးရင်ကိုလည်းငါစာရေးဆရာဖြစ်ပြီးမှပြန်လာမယ်ပြောထားခဲ့တယ်ကျွန်တော်ဒီအတိုင်းပြန်လိုက်ရမှာရှက်တယ်ဟဲ့သားရဲ့အေးရင်တယောက်လင်ရပြီဟဲ့ခလေးတယောက်တောင်ရနေပြီငါသားလည်းထွက်သွားရောအေးရင်ဟာနှိမ့်ချင်းညာချင်း
အပြိုကြီးဖာဖြစ်လာပြီးလင်းယူသွားတာပဲဟဲ့ဒီလိုဆိုရင်လဲကျွန်တော်အင်းရင်မျက်နှာကိုမကြည့်ချင်ဘူးအမေရမလိုက်ပြရစေနဲ့အိမ်ပြေးကြီးစိုးပေသည်အမေခေါ်ရတော့မပါပဲလူလေလူတေစိုးပေအဖြစ်ရန်ကုန်၌ပင်ကြံနေခဲ့သည်အမေကမရအရစောင့်ခေါ်ရန်ကြိုးစားသည်သို့သောစိုးပေကတစ်ချက်လို့ရာဇသံပြန်ပေးခဲ့သည်အမေတို့ပြန်ကြမပြန်ရင်ကျွန်တော်ရန်ကုန်ကတဆင့်ထွက်သွားမယ်ပြီးတော့လည်းအမေတို့နဲ့ဘယ်တော့မှမဆက်သွဲဘူးအတွေ့လည်းမခံဘူးအခုအတိုင်းအမေတို့ပြန်သွားရင်ကျွန်တော်2လတစ်ကြိမ်3လတစ်ကြိမ်စာမှန်ပေးမယ်နေပေါင်းအမေပဲကျွန်တော်ကိုနင့်ကြောင့်ဘာဖြစ်တယ်ညာဖြစ်တယ်နေငါစီမနေပါနဲ့တော့နဲ့ခဏပြောတယ်မဟုတ်လားအခုမှဘာလို့အမေကပြန်ခေါ်ခြင်းနေရပြန်တာတော့ဆိုပေကပြောရင်ဒေါပွားတော်မူပြန်သည်အမေသည်စိတ်ထိခိုက်လာတော့လဲမျက်နှာမပြည့်ရဲဒီငမိုက်သားသည်စကားအဖြစ်နှင့်သာပြောသည်မဟုတ်အလုတ်ကလည်းစကားနှင့်ထက်ချက်ပြုတ်တတ်သည်မို့လူသူမသိအောင်ရင်ထဲကရှိုက်လျက်မျက်နှာကပြုံးနေရသည်ရွာကျော်နေကျော်ပွဲရနာမည်ရမိသေးဟေ့ဆိုလျင်ဖိမ့်မိန်တုံနေကြလျက်အလွန်သတိကြီးစွာထားပြီးမှစကားပြောဝင်ကြသောမိသေးပြောသလိုလှုပ်သလိုပြောဝင်သောမိသေးတကြီးကောင်းဆောင်သောတရွာလုံးကတစ်ဖက်မိသေးကတစ်ဖက်ရွာမြေနှင့်လယ်မြေအငင်းပွားပြီးနှစ်ရှည်လများတရားဖြစ်ကြရာတကြီးဘက်မှပါသလိုလိုပြုတ်လာသောမြို့ပိုင်းကြီးကိုရုံးမော်ရင်ဆွဲပြီးပါရိုက်ပြလာခဲ့သောမိသေးဤမိသေးအနီမိသေးသည်ရှိုက်ငင်းနှံမပေါ်စေပဲပြုံးကလေးဖြင့်ပင်သားပြောသည်များကိုကျေနပ်သဘောကျနေတဲ့ကဲ့သို့ဟန်ဆောင်ပြနေရပါပြီဝစ်ဆိုသည်မှာဤသဘောမျိုးပင်ဖြစ်ဟန်တူ၏ကဲသားသဘောပါလေအမေတို့ကဘာမှအတင်းအကျပ်မပြုပါဘူးသားကြိုက်သလိုနေပါသားစိတ်ချမ်းသာရင်ပြီးတာပါပဲသားပြန်စေခြင်းအမေတို့ပြန်မယ်သားကလေးလိုရာ300အောင်ငွေကလေးဘာကလေးယူထားလိုက်ပါလားကျွတ်မှန်တော့မတက်စူးကနေရောက်လာတော့စိုးပေ၏မျက်စောင်းသည်အမေ၏ရင်ထဲသို့ဖိုကနေဖြစ်သွားစေရသည်ငွေကလေးဘာကလေးယူထားဖို့အမေကပြောခြင်းကိုစိုးပေကသူ့အားစော်ကားသည်သူ့ကိုညံ့ဖြင်းနှုံနေသူဟုယခုအချိန်ထိအထင်သေးသည်ဟုစိုးပေကဆွဆွဲသည်ဤမြအချိန်ကြာမြင့်စွာမိမိဖာသာရက်တီလာခဲ့သည့်လူတစ်ယောက်ကိုယခုကဲ့သို့ပြောရပါမည်လားအမေမှတ်ထားပါကျွန်တော်ဟာအမေငွေကြေးတပြားတစ်ချက်ကိုမှအခုလဲမယူနောင်လဲဘယ်တော့မှယူလိုက်မည်မဟုတ်ဟုကြိုက်တတ်သောအစာကိုကောက်၍ဝါလိုက်တဲ့ကဲ့သို့အာရပါရပြောခဲ့သည်ဟုတ်လဲဟုတ်ပေသည်ထိုအချိန်ကစ၍စိုးပေသည်အမေငွေကြေးစသောမိဘတို့၏လက်ငုံလက်ရင်းတို့ကိုတပြားတစ်ချက်မှမတိုးမထီတော့ပါဤမြဆိုလျင်စိုးပေမြမြငငက်ပြက်လုံးလဲနေရလိမ့်မည်ကိုကျွန်တော်တို့အမှန်အတိုင်းတွေးသိနိုင်ကြပါသည်ထို့ထက်စိုးပေသည်ကျွန်တော်တို့သိပြီးခဲ့ကြသည့်အတိုင်းထမင်းစားရန်အတွက်ရသည့်အလုပ်ဖြစ်သည့်နည်းဖြင့်တဝမ်းတစ်ခါရှာဖွေစား၍တစ်ဖက်ကလည်းစာရေးသူတစ်ယောက်ဖြစ်ရန်ကြိုးစားနေသည်ဖြစ်ရာထိုကြိုးစားမှုသည်စိုးပေအဖို့မိမိကိုမိမိထမင်းရက်ချံရေရက်မှန်နှင့်ကက်ကြံမွဲတေဖွဖိုးအေဖြစ်လာရန်အတွက်ကြိုးစားပန်းစားလုပ်နေခြင်းပင်ဖြစ်သည်ဟုကျွန်တော်တို့တက်အပ်သိထားနိုင်ကြပါသည်အကြောင်းမူထိုအချိန်ခါကစာရေးဝါသနာပါသူတို့သည်ငွေအပိုဖြုံးတီးနိုင်မှစာရေးနိုင်ကြပါသည်စာရေးဝါသနာပါသည်ဆိုရ၌တော်ယုံတန်ယုံတခါတလေပေါ်ပေါက်တတ်သောချင်းချင်းမျိုးဖြင့်စာရေးဝါသနာပါမှုကိုမဆိုလိုပါအရက်ကြိုက်သူများအရက်ဆွဲနေတဲ့ကဲ့သို့စာမရေးရပါကလုံးဝမနေနိုင်အောင်စာရေးခြင်းကိုစွဲနေတဲ့ချင်းမျိုးကိုစ
ဆိုလိုပါသည်ဆိုပေသည်ထိုကဲ့သို့စာရေးခြင်းကိုစွဲလာခဲ့သူဖြစ်ပါသည်သူသည်စာမရေးရလျင်မနေနိုင်ပါထို့ကြောင့်စာရေးနိုင်ရန်စာပေဗဟုသုတရှိစေရေးအတွက်စာဖတ်ရပါသည်စာအုပ်စုဆောင်းရပါသည်ထို့နောက်စာပေစမ်းသပ်ရေးသားရပါသည်စာဖတ်သည်ဆိုရာ၌ထိုခေတ်တွင်ရှိသမျှစာရေးသူတို့ရေးကြသည့်စာအုပ်အလုံးကိုလည်းဝယ်ယူဖတ်သိထားရပါသည်ထို့ပြင်ထိုခေတ်စာရေးသူတို့လေ့လာဖတ်ရှုကြသည့်ရှေးဟောင်းစာအုပ်တို့ကိုလည်းခံမှန်းတွေးဆ၍ဝယ်ယူစုဆောင်းဖတ်ရှုရပါသေးသည်ဤနည်းဖြင့်မည်သည့်ဂျာနယ်မည်သည့်မဂ္ဂဇင်းသည်မည်ကဲ့သို့သောစာမျိုးကိုကြိုက်နှစ်သက်သည်ဟုသိတိုင်ကြရပါသည်ဤသို့သိပြီးလျင်စာစမ်းရေး၍ရနိုင်ကြပါပြီထိုဂျာနယ်နှင့်မဂ္ဂဇင်းတိုင်များသို့ဝတ္ထုတို့ကလေးများစောင်းပါများကြပြများပို့ကြည့်နိုင်ကြပါပြီပတ်စံငွေကြေးရရန်စိတ်မကူးပါနှင့်မိမိရေးလိုက်သည့်စာကလေးပုံနှိပ်စာလုံးဖြင့်ပါလာရန်အတွက်သာအရေးကြီးပါသည်ပါနိုင်မပါနိုင်မိမိဖာသာမိမိစာအုပ်ကိုဝယ်ဖတ်ရပါသည်လူကိုယ်တိုင်တွားရောက်မေးနိုင်လျင်လဲအင်မတန်ကန်ကြီးသောအခါ၌အယ်ဒီတာသို့မဟုတ်စာရင်းဆိုသူနှင့်တွေ့ခွင့်ရကအနည်းအကျဉ်းသိနိုင်ကြပါသည်ထိုစဉ်ကအယ်ဒီတာဆိုသူနှင့်တွေ့ရန်အတွက်ကလည်းလွယ်လာသည်မဟုတ်ပါထောင်မှုထောင်မိုင်နှင့်တွေ့လို့သည့်အထိန်အသိမ်းခံတစ်ယောက်နှင့်ထပ်တူထပ်မျှဖြစ်ပါသည်အထိန်ခံသည်ထောင်မှုထောင်မိုင်ကတွေ့လို့မှတွေ့ခွင့်ရတဲ့ကဲ့သို့ထိုစဉ်ကစာရေးသူသည်လည်းအယ်ဒီတာကြီးသို့မဟုတ်စာရေးကြီးဆိုသူကတွေ့လို့မှသာလျှင်စာရေးသူတို့ကအယ်ဒီတာနှင့်တွေ့ခွင့်ရှိနိုင်ကြပါသည်ဆိုပေသည်ထိုကဲ့သို့သောအချိန်ထိုကဲ့သို့သောခေတ်ကြီးမျိုးထဲတွင်စာရေးခြင်းကိုအရက်ဆွဲတဲ့ကဲ့သို့ဆွဲလာခဲ့ရာနှစ်တွင်နှင့်ချီ၍ကြာမြင့်လာသောအခါစာရေးသူတစ်ယောက်ဖြစ်လာပါ၏ဆိုပေကြပြကလေးများစာကလေးများမဂ္ဂဇင်းဂျာနယ်တို့တွင်ပျောက်ကြားပါဝင်လာစပြုလာပါပြီသို့သောဆိုပေသည်ထိုအချိန်ထိမတည်ငြိမ်သေးပါယခုနာမည်ထက်ပို၍လှပသောနာမည်ဖြစ်ပါကအယ်ဒီတာကြီးများကအထင်ကြီးသွားလေမလားဟုသောအတွေးဖြင့်မတော်တဆဂျာနယ်မဂ္ဂဇင်းတို့တွင်မိမိအပတ်စဉ်ပါဝင်ခွင့်ရလဲနာမည်လှကလေးနှင့်ပါစေခြင်း၍၎င်းသူတို့ပေဟု၍ရေးလိုက်ရတနာပေဟု၍ရေးလိုက်မိုးသူစားမှစိုးဖြူပြဟုသောနာမည်ဖြင့်ရေးလိုက်စသည်ဖြင့်အမျိုးမျိုးရေးလေရှိသည်ထိုနာမည်အမျိုးမျိုးဖြင့်ရေးလေရှိသောစာတို့အနက်သူတို့ပေဟုသောအမည်ဖြင့်ရေးသောစာသည်အစွန်ဆုံးဖြစ်သည်ဤတွင်သူတို့ပေအမည်ဖြင့်ရေးလာခဲ့ရာကြပြနှင့်တကွစောင်းမကလေးများအတော်အတန်ရေးမိလာသောအခါထွန်းရတနာကုမ္ပဏီမှထုတ်ဝေသောမြရတနာမဂ္ဂဇင်းတွင်ရေးမိသောအခါနာမည်တူတဦး၏ကန့်ကွက်မှုကိုခံခဲ့ရသည်ဆိုပေဒေါသဖြစ်လိုက်သည်မှာမပြီးဆုံးနိုင်တော့အကြောင်းမူထို့သို့ကန့်ကွက်သူသည်ဆိုပေအရင်သူတို့ပေနှင့်ရေးသည်ကမှန်ပါသည်သို့သောအလုံးပေါင်းမှထိုစာတစ်ပုဒ်သားလျင်ဂျာနယ်တစ်စောင်ထဲတွင်ပါဝင်သူကကန့်ကွက်လိုက်သောကြောင့်ဖြစ်ပါသည်ဆိုပေကထိုအချိန်မဂ္ဂဇင်းနှင့်ဂျာနယ်အမျိုးမျိုးတို့တွင်သူတို့ပေဟုသောအမည်ဖြင့်ဝတ္ထုတို့စောင်းပါအတော်များများရေးပြီးနေခဲ့ပါပြီသို့သောဆိုပေကအထင်ကြီးစွာတွေးမိလိုက်ပါသေးသည်စာချင်းအစဉ်တန်းမတူညီကစာတစ်ပုဒ်တစ်ခုဒီရေးလိုက်ရသူကလည်းမိမိအားတခြားသူတစ်ယောက်ရေးသည့်စာမျိုးကိုရေးနေသူဟုအထင်ခံလိုက်မည်မဟုတ်တန်ရာထို့ကြောင့်ထိုပုဂ္ဂိုလ်၏စာသည်မြည်မြအစဉ်တန်းမြင်မာ၍မြည်မြကောင်းမွန်သောစာများဖြစ်နေပါလေဟုအတော်ခက်ခဲရင်ကြီးရှာဖွေဖတ်ရှုခဲ့ရသည်စာအုပ်ကိုမိုးကုတ်သားများကြောက်တူးကြောက်ရှာတဲ့ကဲ့သို့စာအုပ်ဆိုင်အသီးသီးတို့၌ရှာဖွေတူးဆွရှာခဲ့ရ၏မိတ်ဆွေအပေါင်းအသင်းအသီးသီးတို့ကိုအကူအညီတောင်း၍ရှာဖွေခဲ့ရ၏
တလကျော်ခန့်ကြာမှမိတ်ဆွေတယောက်တွေ့လာသည့်စာအုပ်ကိုရသည်နှင့်ပေးလာသောမိတ်ဆွေအားစကားမှမပြောနိုင်ပဲစာကိုရှေ့ဥစွာလှန်လောဖတ်ကြည့်၏ဘေဒင်ဆောင်းမတစ်ပုဒ်ဖြစ်လေသည်ရေးသူကသူတို့ပေစိုးပေသည်ပါဇက်မှအမြုံတစည်းစည်းထွက်မတက်စိတ်ဆိုးသွားသည်ပြောမဆုံးနိုင်လောက်အောင်တူသည်ရေရွတ်မြည်တမ်းလျက်ရှိသည်ထို့နောက်ကအလွန်ဒေါကန်စွာဖြင့်ကဲဒီလောက်နာမည်တူပေါ်ကျင်ကြတာဘာတို့မှနေမျိုးတွေမှမပေတော့ဘူးစိုးနယ်ပဲပေးလိုက်တော့မယ်စိုးပေဟုတန်ကုန်အော်ဟစ်လိုက်ကစိုးပေဖြစ်လိုက်လေသည်ထိုအချိန်မှစ၍လူတွေလူပေကလေးစိုးပေသည်စာကလေးဘာကလေးလဲရေးသည်စိုးပေဖြစ်လာရလေသည်စာကလေးဘာကလေးနည်းနည်းပပရေးသည်စိုးပေအဖြစ်သို့စိုးပေရောက်လာရသောအခါစာပေသမားတို့နှင့်ပို၍ရင်းနှီးခင်မင်ချစ်ကျွမ်းဝင်ရခြင်းသည်မလွဲမသွေစိုးပေရောက်လာလိမ့်မည်လမ်းကြောင်းပင်ဖြစ်ပေသည်သို့သောထိုစဉ်ကစာပေသမားတို့ကရိုးရိုးစာပေသမားများမဟုတ်ကြတိုင်းပြည်နှင့်အမျိုးကိုချစ်သောစာသမားတွေကြီးဖြစ်ကြသည်သခင်ကိုတော်မိုင်းကြီးဆရာဒီတို့ဥပချိုကဘာကြီးပျက်စီးလူနီးပြီလောကိုရေးသည့်မြမအလင်းဦးချစ်မောင်ခေကြီးကိုအတင်းပြောင်းမည်ဟုကြွေးကြော်သည့်ဆရာမျိုးမောင်တို့မှအစပြု၍ထိုစဉ်ကစာသမားအများစုသို့မဟုတ်စာသမားအားလုံးလိုတို့သည်တိုင်းပြည်ကိုချစ်ရန်၎င်းအမျိုးသားချင်းသွေးစည်းညီညွတ်ရန်၎င်းအမြဲတစေနှိုးဆော်နေကြသောမော်တာဒိုင်နမိုနှင့်ဘက်ထရီအိုအကြီးစားအသေးစားတွေကြီးဖြစ်နေကြသည်ထိုမော်တာများဒိုင်နမိုများဘက်ထရီအိုများသည်ထိုခေတ်ကနိုင်ငံရေးလူမှုရေးလှုပ်ရှားမှုများအားလုံးလိုတို့၏ပေမအခြေခံများအားပေးလှုံ့ဆော်ရာဌာနများဖြစ်နေကြရသည်စိုးပေကဲ့သို့သောဘာအခြေခံမှရှိမနေသေးသည့်တောင်ကောင်းပေကလေးမျိုးထိုကဲ့သို့သောမျိုးချစ်စိတ်ကိုလှုံ့ဆော်နှိုးဆွပေးရာအားဖြင့်တိဆောက်ပေးရာနေရာမျိုးသို့ရောက်သွားသောအခါမြည်သည့်အရာမှမပေကြံရသေးသည့်အဖြူရောင်ပေါ်သို့စာပေနှင့်ရောဆက်သည့်နိုင်ငံရေးအယောင်ဖြင့်လိမ့်ကြံတုပ်ဆိုးခြင်းခံရတဲ့ကဲ့သို့စွဲဝင်ခဲ့သည်စိုးပေရောက်သွားခဲ့ရသောနေရာသည်ဂျာနယ်တိုက်တိုက်ဖြစ်သည်ထိုဂျာနယ်တိုက်သည်ဦးနုသခင်ဆိုးသခင်ဘဆွေကြီးသခင်ဘဟိန်သခင်လှဖေးဘိုးလက်ရကျောင်းသားအာနာရှင်လှရွှေစသည့်ရဲရဲတောက်စာပေနှင့်အလုပ်သမားတို့စုပေါင်းစရဲချသည့်နေရာစိုးပေအဖို့တကယ်လူစွမ်းဇက်လိုက်အစ်စ်များကိုကြည့်လျက်ယူကျင်သလိုယူနိုင်သောအခွင့်အရေးမျိုးရနိုင်ခဲ့သည်ထို့ကြောင့်စိတ်ရှိတိုင်းလဲယူနိုင်ခဲ့သည်အခြေအနေနှင့်အချိန်ခါကလည်းစိုးပေတို့ကဲ့သို့လူငယ်တယောက်အတွက်ကြိုက်သလိုအယူထခွင့်ရနိုင်သည့်အချိန်အခါမျိုးဖြစ်သည်ထို့ကြောင့်ယူလဲယူခဲ့သည်စိုးပေရင်ထဲ၌ဝါဒမျိုးစုံစာမျိုးစုံနိုင်ငံရေးလူစွမ်းကောင်းမျိုးစုံတို့စုပေါင်းဝင်ရောက်ကြကသူထက်ငါလူလျက်နေရာယူနေကြ၏ထို့အခါစိုးပေယုံကြည်ချက်သည်ဝါဒဆွဲဖြင့်အမိတက်၍မရစိုးပေတက်ထားသောစာစိုးပေတိထားသောခေါင်းဆောင်တို့သည်စိုးပေမသိစိတ်၌ဆွဲလန်းလျက်အိမ်မက်လိုပေါင်းဆက်ကြကစိုးပေစဉ်းစားတွေးတောဉာဏ်ထဲတွင်ပြန်၍ပေါ်လာကြသည်ထို့အခါစိုးပေယုံကြည်ချက်နှင့်ဝါဒတို့သည်မြည်သူမှမကြားဘူးသေးမတွေးဘူးသေးသောအသည့်အစမ်းတွေဖြစ်လာကြသည်ကြည်ပါဘာသာရေးသာသနာရေးအတွက်စွန့်လွတ်လှူဒန်းလိုသူတစုံတစ်ယောက်သည်ဖျားเจ้าကံအတွင်း၌တစောင်းဇရက်စသည်တို့ကိုစောက်လုပ်လှူဒန်းအံထို့နောက်ထိုအစအဦးတို့အားမိမိပိုင်အိုးအိမ်တစ်ခုကဲ့သို့သို့မဟုတ်မိမိအိုးအိမ်ခွဲတစ်ခုကဲ့သို့တတ်မှတ်သိမ်းဆည်း၍အသုံးပြုနေအံစင်စစ်ထိုသူသည်မိမိကိုယ်ကျိုးအသုံးပြုရန်အတွက်ဖျားเจ้าကံ၏မြေနေရာကိုလိမ်လည်လှည့်ဖျားယူထားသူလှက်ပတ်ခိုးယူသူဖြစ်သည်ရှက်ဖွယ်လဲကောင်း၏အပြစ်လဲ
ကြီးလှ၏တဲ့ဆိုပေသည်နိုင်ငံရေးကိစ္စရပ်တို့၌လည်းထိုဘာသာရေးအယူအဆရပ်ဖြင့်ရောဆက်သုံးသက်ပြစ်လိုက်လေသည်ဆိုပေအဆိုအရာလူတစ်စုံတစ်ယောက်သည်နိုင်ငံ၏နယ်ပယ်သို့ဝင်၍တိုင်းတစ်ပါးသာအစိုးရတို့ကိုဖြုတ်ချဖျက်ဆီးရာ၌ပါဝင်ခွင့်ရလျက်လွတ်လပ်သောတိုင်းရင်းအမျိုးသားအစိုးရအဖွဲ့အစည်းကြီးတိစောက်ပေးရ၌လည်းပါဝင်ခွင့်ရသူဖြစ်အံထို့နောက်ထိုမိမိပါဝင်တိစောက်ပေးခဲ့သည့်အမျိုးသားအစိုးရအဖွဲ့၌မိမိကိုယ်တိုင်နေရာဝင်ရောက်ယူထားသည်လည်းဖြစ်အံထိုသူသည်မိမိကိုယ်ကျိုးအသုံးပြုရန်အတွက်မိမိဘဝ၏ယက်တရားကိုတိုင်းပြည်နိုင်ငံ၏ခွင့်ရေးအတွင်းမှလိမ်လည်လှည့်ဖျားယူထားသူလှက်ပတ်ခိုးယူထားသူပင်ဖြစ်၏ရှက်ဖွယ်လဲကောင်းလှ၏အပြစ်လဲကြီးလှ၏ဖျားကြောင်းကံမြေ၌ကြောင်းကံအတွက်ပါဟုဇယက်တစောင်းစောက်ပေးပြီးမိမိတို့ကိုယ်ပိုင်အိမ်အဖြစ်သွားရောက်နေထိုင်ကြသောဖျားကြောင်းကံပိုင်မြေတို့ကိုပြောင်းလဲယူသူများနှင့်ထတ်တူထက်မြအရှက်ကင်းမဲ့သူမျက်နှာပြောင်တိုက်သူများဟုဆို၏စိုးပေ၏အာဘော်ကိုစိုးပေ၏ပတ်ဝန်းကျင်နှင့်အဖော်တို့ကလက်မခံလိုကြပေစိုးပေသည်အယူသီးသူမဟုတ်ကအုံနောက်တွတ်ချောင်နေသူဖြစ်ရမည်ဟုဆိုကြ၏နိုင်ငံရေးသမားသည်အုပ်ချုပ်ရေးသမားအုပ်စိုးမည့်အစိုးရမပြုတ်လို့လို့မပြုတ်လို့ရဟုဆိုကဘာကြောင့်နိုင်ငံရေးလုပ်နေသေးတုံးဟုပင်တချို့ကရဲရဲရောရောမေးကြ၏ဤမြအထိမေးရသူတို့ကိုမူစိုးပေကထိုမေးလာသူထက်ပို၍ရဲရဲရောရောဖြေတတ်သည်ခမညာအစိုးရဖြစ်ခြင်းလို့နိုင်ငံရေးလုပ်တာလားစကလေးကဝမ်းရေးအလုပ်ကိုမျှော်ကိုပြီးကြီးစားစိတ်နဲ့လုပ်တာဆိုရင်ခမညာရဲ့ဝါဒဆိုတာတွေဟာနိုင်မဲ့ဘက်ကိုနာနာဖတ်ထားအယုံသွင်းပြီးနေရရအောင်ယူကို့အောက်ကလူတွေကိုမှလန်နိုင်အောင်လုပ်ထားဆရာသမားဆိုသူတွေကိုအကုန်ကန်ထုတ်တဲ့လူယုံမာတွေရဲ့လုံရိုးလှုပ်စင်လမ်းကြောင်းအတိုင်းနိုင်ငံရေးဖာသည်နိုင်ငံရေးပြန်မေးသမျှလှုပ်ရှားဖို့ရည်ရွယ်ထားနေတဲ့လူတစ်ယောက်ဆိုရင်ကျွန်တော်နဲ့ဘာစကားပြောနေဖို့လိုနေသေးတယ်လေဟုတွေ့တတ်၏စာအုပ်မျိုးစုံတို့၏သွေးထိုးမြှောက်ပင်ထားခြင်းကိုအရင်ခံရအောင်ခံယူနေရပြီးသောစိုးပေကစူးစူးထက်ထက်မျက်လုံးမျိုးဖြင့်ကြည့်၍ဤလိုစကားလုံးမျိုးပြောချလိုက်ပြီးပြီဆိုလျင်ကြံတစ်ဖက်လူသည်မိမိဘက်မှပိုင်နိုင်စိတ်ချရမှုအသင့်မရှိလေပဲမလှုပ်လိုက်လေနှင့်ရှူရှူရှာရှာလှုပ်မိသည်နှင့်မိမိသာလျှင်ဥဖြာဖြာခံလိုက်ရဖို့အတွက်စိတ်ချရလေသည်ထို့သောမဟုတ်ပဲငိမ့်ငိမ့်သက်သက်ရှောင်ထွက်သွားလျင်လဲကြံလူတို့ကိုစိုးပေစကားဆက်တတ်သည်လူတွေဟာကိုယ့်ဘက်ကိုတွေးပြီးတွေးတတ်ကြတယ်ဗျနိုင်ငံရေးလုပ်တဲ့လူတိုင်းဟာကိုယ်တိုင်တက်ပြီးအစိုးရမလုပ်ဖဲတခြားသူတွေတက်ပြီးအုပ်ချုပ်ရင်တိုင်းပြည်ကြီးဒုက္ခရောက်မှာစိုးလို့ဒါကြောင့်ငါတို့ကိုယ်တိုင်တက်ပြီးအစိုးရလုပ်နေကြရပါတယ်လို့ဆိုကြတယ်အင်မတန်ရဲစရာကောင်းတယ်ဟေးလှုပ်ချင်တဲ့ကောင်တွေတက်ပြီးအစိုးရလုပ်ပြစမ်းတို့ကအမြဲတိုင်းသူပြည်သားတွေဘက်ကနေမယ်တို့ကိုငတ်အောင်မွဲအောင်အုပ်ချုပ်ကြတဲ့အစိုးရတိုင်းရိုးရိုးဆန့်ကျင်ပြီးဖြုတ်လို့မရရင်တပုံထပြီးဖြုတ်ချမယ်တို့ပဲဘယ်တော့မှအစိုးရမလုပ်ဘူးဆိုတဲ့နိုင်ငံရေးသမားတယောက်တမိမှပေါ်မလာတာဟာကျွန်တော်တို့လူမျိုးဟာဘလောက်အချောင်သမားလောက်ကျင့်ရနေတယ်လဲဆိုတာထင်ရှားနေတာပဲဗျတော်တော်ကလေးနာမည်ထွက်လာပြီးတဲ့နိုင်ငံရေးသမားတွေနဲ့ခမည်းတော်စကားပြောကြည့်ကြစမ်းသူတို့လေတံတွေကလွတ်လပ်ပြီးအာဏာရလို့သူတို့ကိုယ်တိုင်အစိုးရထဲမှာမရှိပဲတခြားသူတွေသာအစိုးရတက်လောက်ကြတော့မယ်ဆိုရင်ချက်ချင်းပဲတိုင်းပြည်ကြီးတန်ငါစင်မှာပျောက်မှာဆိုလို့တိုင်းပြည်ကိုတနာတာနဲ့အာဏာပါနာသူတို့ကအစိုးရဝင်လောက်ကြတော့မယ်ပုံမျိုးဗျဒီကောင်မလေးချောချောလှလှကလေးငါမယူရင်တော့ဒုက္ခရောက်ရကြီးရဲ့ဆိုပြီးကောင်မလေးတနာလွန်လို့အာဏာပါနာအတင်းအကျပ်ယူလိုက်ရပါတယ်ဆိုတာမျိုးပေါ့